ဒါငှက်ပြားငန်းဖန်ဆက်လို့များထင်ကြသလားမာယာကော့စတီဘောင်းမီဝမို့တယ်ဒါငှက်ပြားငန်းဖန်ဆက်လို့များထင်ကြသလားဒါဖြစ်ခဲ့အော်ရီဆာမှာဖြစ်ခဲ့၄နိုင်မှာလာခဲ့မယ်မာရီယာ8-9-10ညနေခင်းနဲ့ညရဲ့ကြောက်ဖွယ်မှုစီပရင်းမောက်ကထွက်ပြေးပေါ်မှိုင်းညုတ်ဒီဇင်ဘာပြီလို့အိုမင်းမစွမ်းနောက်ကျောပြင်မှာဟားတိုက်ရီမောရကြပြီဖျောင်းနိုင်တွေကျုပ်ကိုအခုမှတ်မိနိုင်ရမှာမဟုတ်ဘူးအကျော်ပြိုင်ပြိုင်စူးပုံရင်ညင်းညူညူနဲ့တွန်းတွန်းလိမ့်လိမ့်နဲ့ဘာများဒီသားတော့ကလိုချင်မှလဲသားတော့ကလည်းအများကြီးလိုချင်ပေရဲ့ငါဖို့အရေးမကြီးပါဘူးငါကကြေးဝါနဲ့လှုပ်ထားတာနှလုံးသားကလည်းအေးဆက်ဆက်တန်းတဲ့ဖြစ်နေညမှာကိုယ့်အတန်ပုံးချင်ရင်နူးညံ့ရမှာမိမဆန်ရမှာဒီလိုနဲ့အခုစုအပုံရင်ပရင်းမောက်မှာခါကုံပရင်းမှန်မှာနှစ်ဖူးနဲ့လူလာနေဖို့ချစ်စမတရမယ်လားမရဘူးလားဘယ်လိုမျိုးလဲအကြီးလားတိတိမွားမွားလေးလားဒီလိုခန္ဓာကိုယ်မျိုးမှာဘယ်ကြီးကြီးမားမားရမယ်တိတိမွားမွားပဲဖြစ်မှာပေါ့လုံချာအချက်ပေါက်စလေးနေမှာပါသူကမော်တော်ကားဟွန်းတန်ကိုလမ်းတက်တယ်ငင်းကျူတန်ကမှချစ်တဲ့ဆက်လို့တာမျက်နှာကိုမိုးရဲ့ကြောက်ပေါက်မှာမျက်နှာရဲ့မြုပ်ရင်စောင်းနေမိမြို့တော်ဒီလိုင်းရဲ့အော်တန်အပက်ခံရင်ဓာတ်ကိုမြောက်ရှိလို့တကောင်လိုက်မိလာပေါ့ခုတ်ထစ်ချေပေါ့ဟိုမှာသူ12နာရီကြာလာပေါ့စနေတုံးပေါ်ကမင်းပြစ်တန်ခံရဲ့ဥကောင်းလို့မှန်ချက်တွေပေါ့မဲပြမိုးဆက်မိုးပေါက်များအော်မြေကျွေးနေကြမဲရမျက်နှာထားတွေစုပုံလို့ထားကြပါရီယမဲတော်မြတ်ဖျားเจ้าမှာဘလူးရုပ်တွေဦးနေကြသလိုပဆောက်ကျုံနေဘယ်နဲ့ဒီလောက်နဲ့မတော်သေးဘူးလားမကြခင်ကွေးလေးနှခမ်းကရွဲ့လာခဲ့ကြားရတယ်တူတူတိတ်လူမကလေးမောနတ်ကျော်ခုံထားလေးပေါ့ပြီးတော့ပထမမရွေ့သလိုနောက်တော့ထားပြေးလေးရဲ့စိတ်ဆက်လှုပ်ရှားလို့တုတ်မြေးလို့အခုတော့သူရဲ့အသက်နှစ်ခုရဲ့အယူမှုထကြွခုံပေါက်ကြပေါ့အောက်ထပ်မှာအင်္ဂလိပ်ပြူကြလေးပေါ့နတ်ကျော်တွေအကြီးတွေအသေးလေးအများကြီးပဲယူမှုခုံကြပေါက်ကြအခုတော့နတ်ကျော်ရှိတွေပုံလဲကြခုံတော်တွေခန်းထဲမှာညဆေးပြစ်လို့လာတော့ရှော့စီတဲ့လေးလံတဲ့မျိုးလုံးဆွဲနှုတ်လို့မရဘူးတကားတွေပြုံးဆိုသွားချင်းကြည့်ကြတကယ်ဟိုတယ်မှာသွားချင်းထိမရတယ်လို့ပဲမင်းဝင်လာတယ်ကာရော့ဆိုပြုံးစားဟန်မျိုးစိတ်ရည်လက်အိတ်ကလေးနှိမ့်စိတ်ပြောပြတယ်သိပလားကျမလက်ထပ်တော့မယ်ဒီလိုလားလောက်ဖို့လေကိစ္စမရှိပါဘူးစိတ်တင်းမှကြည်လေမတင်နေဘူးဒူသေးကောင်းရဲ့သွေးခုန်မှုမျိုးပါမမိသေးရဲ့မင်းပြောခဲ့တာလေချစ်လန်တဲ့ငွေချစ်ရမက်တဲ့ငါတခုပဲမြင်မင်းကကြည်ရကောတင်တာခိုးယူမှရမယ်သူပဲခိုးယူသွားရပြီတခါချစ်စိတ်မလို့ကစားပဲလိုက်အောင်တော့မယ်မျက်ခုံးကွေမီးလျံဝင်းလက်လို့ပေါ့ဒီတော့မီးလောင်ပြည့်ရင်အိမ်ထဲမှာတခါတလေအိုးမဲ့အိမ်မဲ့တီလီလို့နေကြတပါပြောင်းလောင်ကြရလားတရောင်းစားရဲ့ပြားစီထက်တောင်မင်းယူသွမှုရဲ့ညတွေကဖိုးနေကြရရဲ့မှတ်မိကြရလားဗက်ဆူရဲ့ဘက်ကိုလှောင်ကြတဲ့အခါပွန်ပီယာပြတ်သုံးခဲ့ရကောမျိုးကောင်းသားတို့သာသနာထိပါမှုရာဇဝဲမှုတပ်ဖြတ်မှုတို့မျက်နှိုးသူကြီးတို့ကြောက်စရာအကောင်းဆုံးကိုမြင်ဘူးကြရလားကျုပ်ရဲ့လုံးလန်းတိတ်ဆိတ်ငြိမ်သက်နေတဲ့ကျုပ်မျက်နှာတွေထင်ပါတယ်ကျုပ်ဆိုတာကျုပ်ဖို့သေးငယ်ပါတယ်တစုံတူကျုပ်ထက်ချိုးနေမရထွက်လာလိမ့်မပြဘသူစကားပြောနေပါလဲမေလားမေဒါတော့လှပဖျားဖို့မေသူ့နှလုံးသားကိုမီးလောင်နေပြီညီမလေးယူနဲ့အော်ရကိုပြောလိုက်ပါသူလွတ်လန်းမမြင်တော့ဘူးလို့စကားလုံးတိုင်းအပြက်လုံးထောင်းမှာပဲပေါ့ပူလောင်ကျွမ်းနေတဲ့ပါဇက်ကသူအန်ထုတ်လိုက်တဲ့မို့ထိုးထွက်လာလိုက်တာဝက်လက်စလက်ပြေးတစားမှမီးလောင်နေတဲ့နန်းတွေကပြေးထွက်လာသလိုပါလူတွေအနှံ့ခံနေကြတယ်ညှော်သောနန်းဟာဘသူတွေမှမသိရောက်လို့လားပြောင်းလက်ပဲ
ဘပနဲ့တွေလည်းမရဘူးမိသက်သမားတွေကိုပြောလိုက်ပါမီးလောင်နေတဲ့နှလုံးသားပေါ်အနမ်းနဲ့တက်ရတယ်လို့ကျုပ်ဘာသာပဲလုံးမယ်မျက်ရည်ရွှင်မျက်လုံးတွေကိုစီပိုင်းနဲ့စုပ်ယူမယ်နံရိုးတွေကိုမှီထားပြရစီခုံလိုက်မယ်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 ပြူကြကုန်ပြီနှလုံးထဲကခုံထွက်မရပါလားလောင်ကျွမ်းနေတဲ့မျက်နှာပေါ်မှာအက်နေတဲ့နှကန်းကမီးသွေးဖြစ်နေတဲ့အနမ်းကလေးထွက်ပြူလာလေအမေကျုပ်တေးမတည်နိုင်တော့ဘူးနှလုံးသားရဲ့ဖျားကြောင်နဲ့တီးဖွဲ့မီးဆွဲလောင်ခဲ့မီးလောင်နေတဲ့အဆောက်အဦတွေကလေးငယ်များနဲ့ဥကောင်းခွန်နဲ့မီးတဲ့စကလုံးနဲ့ကိန်းကနေအယုတ်များအဲ့ဒီလိုကြောက်ရွံ့စိတ်ဟာခေါင်းကိုလှမ်းကင်လို့မြောက်ရှိခဲ့တဲ့ပါလူစီတာနီယာရဲ့လောင်ကျွမ်းနေတဲ့လက်များအိတ်ခမ်းစိတ်ငြိမ်မှုတွေမှာလူတွေတုံတုံရီရီမျက်လုံးတရအလင်းစိတ်ကန်းကနေစုပ်ပြဲနေပေါ်နောက်ဆုံးအော်ဒန်တို့ရုပ်ဆွအဆုံတင်ငါမီးလောင်ခဲ့ကြောင်းရာစုနှစ်ဆက်ဆက်အော်ရစ်တော်